ရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီကျွန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေလောင်တမန်တချို့တာပေါင်းကျိုးပေါက်မှုနဲ့ရေရှာမှုများဖြစ်ပွားခဲ့တာကြောင့်ဒေသခံပြည်သူ48,000ခန့်ကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီးလူ2ဦးသေဆုံးခဲ့တယ်လို့တရားဝင်သတင်းများအရသိရပါတယ်။ကွမ်ရှီဒေသရဲ့မြို့တော်ဖြစ်တဲ့နန်နင်းမြို့မှာစနေနေ့မှတနင်္လာနေ့အထိ3ရက်ဆက်တိုက်မိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်ဟန်ကျိုးမြို့နယ်ရှိအလက်စားရေလောင်တမန်တစ်ခုဖြစ်တဲ့လူလျံနဲ့ရွမ်းပြောင်ရေလောင်တမန်တို့မှာတနင်္လာနေ့နံနက်ပိုင်းကဆယ်ကျိုးပေါက်မှုနဲ့ရေရှာမှုများဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်အနီးနားရှိပင်းရခရိုင်ရှိလူဝမ်ရေလောင်တမန်မှာလည်းရေရှာမှုများဖြစ်ပွားခဲ့ကြောင်းနန်နင်းမြို့နယ်အရေးပေါ်စီမံခန့်ခွဲမှုကော်မတီကထုတ်ပြန်ခဲ့ပါတယ်။အဆိုပါရေလောင်တမန်များကျိုးပေါက်ပျက်စီးမှုကြောင့်ရေလုံးကြီးများဟာအောက်ဘက်ရှိရွမ်းပြောင်မြို့နယ်ပတ်ဝန်းကျင်ကြေးရွာဒေသအတွင်းတို့အရှိန်ဟုန်ဖြင့်စီးဝင်သွားခဲ့ရာမြို့ရွာအတော်များများရေမြုပ်ခဲ့ရပြီးလက်ရှိအချိန်ထိကနဦးစီးရင်များအယောင်ရေလောင်တမန်အောက်ဘက်ရှိဒေသခံပြည်သူ95,000ခန့်ရေဘေးတင်ခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။အစိုးရအဖွဲ့ကကြိုတင်တတိပေးချက်ထုတ်ပြန်ခြင်းနဲ့အရေးပေါ်ကယ်ဆယ်ရေးစနစ်များအသုံးပြုကောင်လူပေါင်း48,000ကိုဘေးလွတ်ရာသို့အချိန်မီပြောင်းရွှေ့ပေးနိုင်ခဲ့တော့လေရေကြီးမှုအတွင်းလူ2ဦးသေဆုံးခဲ့ကြောင်းနန်နင်းဒုတိယမြို့တော်ဝင်ဝေကျန်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။လက်ရှိချိန်မှာမိသက်ကယ်ဆယ်ရေးအရေးပေါ်စီမံခန့်ခွဲမှုနဲ့ရေအရင်းမြစ်ဆိုင်ရာဌာနများမှရေဘေးသင့်ဒေသတို့ကယ်ဆယ်ရေးအဖွဲ့များစေလိုကောင်ရှာဖွေကယ်ဆယ်ရေးနဲ့တာပေါင်းများကြန့်ခိုင်မှုရှိစေရန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ထားပါတယ်။ဒေသအတွင်းမိုးလေဝသတိုင်းတာချက်များအရနန်နင်းမြို့တော်လူဝေမြို့မှာ24နာရီအတွင်းမိုးရေချိန်638မီလီမီတာအထိစံချိန်တင်ရွာသွန်းခဲ့ပါတယ်။တရုတ်နိုင်ငံအလဲပိုင်းကဟူပေပြည်နယ်ထဲမှာတော့မိုးကြုံမုန်တိုင်းတွေတိုက်ခိုက်ပြီးလူ8ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ9ရက်နေ့မနက်ပိုင်းမှာအစိုးရမီဒီယာတွေကအဲ့ဒီသေဆုံးစာရင်းကိုဖော်ပြခဲ့ပြီးနိုင်ငံအနှံ့ဒေသတချို့မှာမိုးသည်ထန်စွာရွာသွန်းမှုတွေဆက်လက်ကြုံတွေ့နိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်။တရုတ်နိုင်ငံလူဦးရေထဲကတန်း200လောက်ဟာပြင်းထန်ဆိုးဝါးတဲ့ရာသီဥတုဒဏ်ကိုလာမယ့်ရက်တွေမှာဆက်လက်ကြုံတွေ့နိုင်ဖွယ်ရှိနေပြီးဆိုးဝါးတဲ့မိုးလေဝသအခြေအနေတွေကြောင့်တရုတ်မှာလူအသက်တွေဆုံးရှုံးရတဲ့အပြင်စားနပ်ရိက္ခာဖူလုံရေးကိုပါထိခိုက်စေမဲ့အန္တရာယ်မျိုးလည်းရှိလာပါတယ်။ဟူပေနဲ့ရှန်တောင်မြို့ဟာတရုတ်ရဲ့အဓိကစိုက်ပျိုးရေးဒေသကြီးတွေဖြစ်ပြီးရာသီဥတုကြောင့်ပြောင်းမြေပိန်ဟင်းဒီဟီရွက်စိုက်ခင်းတွေအကြီးကျယ်ပျက်စီးမှာကိုစိုးရိမ်နေရပါတယ်။ဂျုံသီးနှံတွေကရိတ်သိမ်းပြီးဖြစ်ပေမဲ့အဲ့ဒီသီးနှံတွေရဲ့ရိတ်သိမ်းရာဒီကတော့ပိုနောက်ကျပါတယ်။တရုတ်ဟာစူပါမုန်တိုင်းကြီးဖြစ်တဲ့ဘာဝီဦးတီရွေ့လျားလာနေတဲ့အခြေအနေအတွက်လည်းပြင်ဆင်နေပါတယ်။တနာရီကိုလေတိုက်နှုန်းကီလိုမီတာ290လောက်အထိအားပြင်းတဲ့ဘာဝီဟာပစိဖိတ်သမုဒ္ဒရာကိုဖြတ်တန်းရင်ထိုင်ဝမ်ကျွန်းစီတရွေ့ရွေ့ဦးတည်လာနေသလိုနောက်ပိုင်းမှာတရုတ်ရဲ့ရှေ့ဘက်ကမ်းရိုးတန်းကိုပါဝင်ရောက်လာနိုင်ခြေရှိနေပါတယ်။တိုင်ဖုန်းမုန်တိုင်းဘာဝီဟာပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ဂူအန်တီနီယန်စိုင်ပန်နဲ့ရိုတာကျွန်းငယ်တွေကိုဇူလိုင်လ6ရက်နေ့မှာဖြတ်တန်းလာခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။